အခုနောက်ပိုင်းရွက်လေတွေနဲ့မော်တော်လေတွေမှာခောက်လို့ရတဲ့ဒေါင်လိုက်ပန်ကားတွေကိုပြောင်းလဲတက်ဆင်လာကြတာဖြစ်ပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ဒါဟာရေပြင်ပေါ်ကအဓိကကောင်းကဲစရာပြဿနာတစ်ခုကိုဖြေရှင်းပေးနိုင်လို့ပါပဲပုံမှန်အသေးတက်ဆင်ထားတဲ့ပန်ကားတွေဟာမောင်းနှင်အားလိုအပ်တဲ့အချိန်မှာတော့အလုပ်လုပ်တာကောင်းမှုပြီးတွန်းအားလဲတည်ငြိမ်တယ်လို့ရေရှည်လဲခံပါတယ်ဒါပေမဲ့အင်ဂျင်ပိတ်လိုက်ပြီးလေအားကိုပဲအသုံးချပြီးခီးနေတဲ့ခါမှာတော့ဒီပန်ကားတွေဟာရေထဲမှာဆက်လက်လဲပတ်နေဦးမှာဖြစ်ပါတယ်ဒါဟာရိုးရိုးရှင်းရှင်းလေးလို့ထင်ရပေမဲ့တကယ်တော့ရေရဲ့ခုခံမှုကိုတော်တော်လေးဖြစ်စေပါတယ်။တင်မောအမီးပိုင်းမှာအထုပ်ကြီးတစ်ခုကိုဆွဲထားရတယ်လို့မျိုးတင်မောရဲ့အရှိန်နဲ့စွမ်းအင်တွေကိုတဖြည်းဖြည်းကုန်ခန်းစေပါတယ်ခင်ဗျာ။ဒါပေမဲ့ခောက်လို့ရတဲ့ပန်ကာတွေကတော့ပို့ပြီးတော့ပါနတ်ပါတယ်။အင်ဂျင်အလုံးမလုံးတဲ့အချိန်မှာပန်ကာတလန်တွေဟာဝင်ရိုးပေါ်မှာကြစ်ကြစ်လစ်လစ်နဲ့ခောက်သွားပြီးချုံးမွေးတဲ့ဒီဇိုင်းပုံစံဖြစ်သွားပါတယ်။ရေစီးကြောင်းရဲ့တက်ရောက်မှုကိုလည်းမခံရတော့ပဲရေရဲ့ခုခံမှုကိုလည်းအများကြီးလျော့နေသွားစေပါတယ်။ဒါကြောင့်မို့လို့တင်မောဟာပုံမှုမြန်ဆန်ပြီးတက်တာနဲ့ခရီးနေနိုင်မှာဖြစ်ပါတယ်။နောက်တစ်ချိန်မောင်းနေအားပြန်လို့တဲ့အချိန်မှာတော့ပန်ကာတလန်တွေဟာအလိုလျောက်ပြန်ပွင့်လာပြီးပုံမှန်အတိုင်းတွန်းအားကိုအပြည့်အဝပြန်ပေးနိုင်ပါတယ်။ပို့ပြီးတော့အသုံးဝင်တာကဒီလိုခောက်လို့ရတဲ့ပန်ကာအများစုမှာကျိုးတွေညှိတွေ့တာကိုကာကွယ်ပေးတဲ့စနစ်လည်းပါဝင်ပါတယ်။ပန်ကာဝင်ဦးမှာတက်ဆင်ထားတဲ့ဓာတ်ငယ်လေးဟာပန်ကာနဲ့အတူတူလည်းပတ်ပြီးကျိုးတွေဒါမှမဟုတ်ငါးဖမ်းပိုက်တွေပန်ကာမှာမညှိခင်မှာပဲညှက်ဖြတ်တောက်ပေးလိုက်ပါတယ်ခင်ဗျာ။ဒီဇိုင်းတစ်ခုလေးနဲ့ရေခုခံမှုရောကျိုးညှိရဲ့ပြဿနာနှစ်ခုလုံးကိုပြိုင်နဲ့ထဲဖြည့်ရှင်းပေးနိုင်တာကြောင့်အခုနောက်ပိုင်းရွက်လေပိုင်ရှင်တွေနဲ့မော်တော်လေပိုင်ရှင်တွေဟာဒီလိုအဆင့်မြင့်တင်မှုတွေကိုလှုပ်ဆောင်လာကြတာမဆန်းပါဘူးခင်ဗျာ။